တောင်းချောက်ဆမ်းပါ ဟယ်လို ဟာနော်ပြေနော်စ ဟာနေဟိုကောင်နေဖုန်းခေါ်အောင် โอเคကဲဒီနေ့ဟိုနေ့အပ်ထားတဲ့ product ကို review လေးလုပ်ရင်းနဲ့စောင်းပိုင်းတစ်ခုလေးရိုက်မှာမလို့မင်းတို့ကိုခေါ်လိုက်တာ ဟိုပါငါလည်းမမြင်ရတော့ ပြီးတော့လိုအပ်တာလေးရှိရင်လည်းအသေးသေးနဲ့မေးလို့ရအောင်လို့ ဒီလိုမြောက်နေတူလိုက်ရပြီအဲ့ဆိုရပြီတူထပ်တော့ဟိုပါ ဟုတ်မင်းတို့အခုတည်းကအဆင်မပြေနိုင်သေးဘူးလားနေရ ဂျာကြီးကဒီလောက်နေရာချင်းချင်းလေးမှာကျွန်တော်တို့က3ယောက်ကင်မရာရေးဆောင်ဘယ်လိုလုပ်ထိုင်မလို့ ကဲတော့အဲ့ဒါဆိုငါရဲ့ answer ထဲမှာအမှ Land Rover ဝယ်ထားတဲ့ပြင်မလားရှိတယ်အဲ့ဒါယူပြီးတက်လိုက်ပြီးနေချက်လည်းရှိရတခါလေးယူလာခဲ့ငါဘက်ကလက်တော့ကနည်းနည်း noise များတော့မင်းတို့ကြားရမှာမဟုတ်ဘူး ဂျာကြီးဘာမှလည်းမထူး မင်းတို့အရင်ဦးဆုံး3ယောက်ဝင်ထိုင်လိုက်ပါဦး ဝင်ထိုင်နဲ့ 3 2 1 go ဟုတ်ကဲ့ကျွန်တော်ဒီနေ့ review လုပ်ပေးခြင်းတဲ့ product လေးကတော့ Jabra ရဲ့ speaker လေးပဲဖြစ်ပါတယ်ဒီ speaker လေးရဲ့အားသာချက်တွေကတော့ကျွန်တော်တို့2စက္ကန့်အတွင်းမှာ Bluetooth ချိတ်ဆက်နိုင်ပြီးတော့ wireless လည်းချိတ်ဆက်နိုင်ပါတယ်ခဏနေသမ်းပါဒီပုံကဒီဇိုင်းကပြီးရဲ့ဘက်က tissue ကျွန်းရဲ့ဒီဇိုင်းအတူတူပဲမလား မတူပါဘူး ဒီမှာဒါ tissue ကျွန်းညာဒါ speaker ကျွန်းညာဘာများกว่าလို့လဲ တီရှူးနဲ့စပီကာလေးကွာပါတယ် ဟေ့ဒီမှာဒါဟိုးရင်ဘက်ကအေးဘူးကျွန်းညာဒီမှာဆိုမင်း tissue ဟာတော့မဖြုတ်ထားဘူးမင်းအဲ့လိုမျိုးလုပ်နေဘယ်လောက်ကြာပြီလဲ လုံဆောက်ဝင် ဟဲ့ငါ့ကိုကြဲပြော လုံဆောက်ဝင်တဲ့က 3 2 1 go ဟုတ်ကဲ့ကျွန်တော် product လေးနဲ့အရင်မိတ်ဆက်ပေးခြင်းပါတယ်ဒီ product လေးရဆိုလို့ရှိရင်ကျွန်တော်တို့ဟဲ့အောင်နေဒီ speaker ဘာမှလဲ မသိဘူးလေ မင်းမသိရင်ဘေးကနှစ်ယောက်ကိုမေး စပီကာဘာမှလဲတဲ့ 哇，你妈是吗？ အဲ့ speaker ဘာလို့နင့်စီရောက်နေရလဲ ဘာလို့နေစီမှလဲတဲ့ 哇哩，东边我看到一部把它变呢啊，三秒拿上去啊，变态不美多了。 ခုတော့ငါဘာနဲ့သွားပြီးတော့ရိုက်ပြရမှာလဲ အခု तू ကဘာကိုပြပြီးပြောရမှလဲတဲ့ 哇哩，ဒီလိုကိုင်နိုင်ဟန်လေးပဲရိုက်ထားလိုက်ပါလားဟိုအတေးကြတော့မှလေဖြက်ညက်ကပ်ပြီးတော့လုံခိုင်းလိုက်လေ ငါ ငါတဲ့ မင်းကဘေးမှာ speaker ကြီးတစ်လုံးရှိရင်တော့ဘာလို့ငကြက်ကြီးတက်ပြီးတော့အဲ့လိုလိုက်ပြောနေရလဲ ဂျာကျွန်တော်ကိုပြောရတာ မင်းငကြက်ကိုဖြုတ်ပြီးတော့သူ့ရှီက speaker ယူပြီးတက်လိုက်တော့ စပီကာတော့အင်းလိုက်ဘုရား 哇哩，你嘞， လေတော့တယ် 啊你也不能。 โอเค speaker review ကိုနောက်နေ့မှရိုက်တော့မယ်အဲ့တော့နောက်တစ်ထပ်ရိုက်စရာရှိတာဘာလဲ ဟိုကကျွန်တော်ရေးထားတဲ့ content လေးရှိရတယ် အဲ့ဒါခါလေးရိုက်မယ်โอเคစိတ်ရငယ်မှုများပြေပြောင်းစေရန်နီလန်းသုံးတွေကောင်းတယ်ကိုဝေးပြလို့လူတွေစိတ်ညစ်နေရများတာဆိုတော့ဒါလေးတွေကကောင်းတယ်ကဲအဲ့တော့တစ်ခါလေးရိုက်မယ်နော်အဲ့ဒါ ready ကျွန်တော်တို့လည်း3 2 1 go အခုပြပြပေးမှာတော့ကျွန်တော်တို့စိတ်အားငယ်နေမှုများပြေပြောင်းစေရန်နီလန်းလေးသုံးတွေဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ပထမအဦးဆုံးအချက်အနေနဲ့ကတော့ခီးသွားခြင်းပန်းပြေခီးသွားခြင်းဒီသိစိတ်နှလုံးများကိုပျော်မွေ့ခဏ
ငါနားမလဲလို့ဘာဖြစ်လို့ခီးသွားခိုင်းရလဲ ဟာဂျာကြီးကလေအပန်းပြေခီးသွားတာဂျာကြီးရဲ့စိတ်နှလုံးကိုပျော်မွေးစေ ဟေ့အောင်ငါဖတ်တတ်တယ်ငါပြောချင်တာကဒီကိုဗစ်ကာလကြီးမှာမင်းဘာဖြစ်လို့ခီးသွားခိုင်းရလဲလို့မေးနေတာအဲ့ဒီချက်ပြင်လိုက်ဆိုင်မယ်နံပါတ်1အချက်ကတော့ဖြောပြေးပွဲများသွားခြင်း ဟာဂီတဆိုတာဗျာလူရဲ့စိတ်နှလုံးကိုပျော်ရွှင်စေ ကိုဗစ်ကာလဖြစ်နေပါတယ်ဆိုတဲ့အပိုင်းမှာမင်းနားမလဲတာဘာမှန်းရှိလဲနောက်တစ်ချက်ထပ်ဖက်လို့စောက်လို့ဆိုမင်းနဲ့ငါတွေ့မယ်နံပါတ်3အချက်က free hat free hat ဆိုတာဂျာကြီးကစိတ်အားငယ်နေတဲ့သူတွေဗျာသစိမ်းတွေရောတခြားလူတွေကအဲ့လိုမျိုးပွေဖက်ပြီးတော့နှစ်သိမ့် ဟုတ် free hat ကဘာဆိုတာငါသိတယ်ငါပြောချင်တာကိုဗစ်ကာလကြီးမှာမင်းဘာလို့ဒဇိန်းလို့လိုက်ဖက်ခိုင်းနေရလဲ ကျွန်တော်မေ့သွားလို့ မေ့သွားလို့ကိုဗစ်ဖြစ်နေတိုင်းတစ်ခုလုံးမင်းကမေ့သွားတယ်ပေါ့ ဟုတ်တယ် ဒါဘယ်လိုလုပ်ထားရလဲ ကျွန်တော် မင်းဘာလုပ်ထားရလဲ ကိုနကလန်နာလေ ဟုတ်ကိုနဲ့ကလန်တာကိုငါသိတယ်ဘာဖြစ်လို့ဒီမှာ Monday တွေ Tuesday တွေကပြောင်းပြန်နေဖြစ်နေရလဲ ဟောကျွန်တော်နေ့တွေကို ever back လိုက်စီးမိပါလို့ ဟေ့အောင်ငါမြင်တယ်